မနေ့ကလမ်းလျှောက်ပုပ္ပတိတိမှာလည်းတိမ်ပင်လည်းရှိရပြမယ်နော်တိမ်ပင်လည်းဒါပုပ္ပတိတိတိမ်ပင်လည်းကြီးပေါ့နော်ပုပ္ပတိတိမ်ပင်လည်းကြီးတောက်လျှောက်တောက်လျှောက်တိမ်ပင်လည်းပေါ့နော်ဒါတွေကဘာဖြစ်လို့အင်းရှိမှာလာတယ်အမိုက်ကားလာရင်အမိုက်ကားဟိုမှာဟေးအမိုက်ကလေးယူသွားစမ်းပါသူအမိုက်ကျုံရမယ်အမိုက်သိမ်းရမယ်ထဲမှာဒီအိမ်မပါဘူးတဲ့အဲ့လိုပြောတာဘယ်လိုအိမ်နေရွေးပြီးတော့အမိုက်သိမ်းလဲတော့မသိဘူးအဲ့တော့လူတွေကပြစ်ကုန်တော့ဗောဒီမှာပြစ်ကုန်အကုန်လုံးကလူတွေကတော့ဘယ်ပြစ်ချင်မှလဲနော်ဒါပေမဲ့လာပြစ်ကြတာပေါ့ဒါအဓိကတော့စီပင်အမိုက်ကားမကျုံတာပဲမိုက်ကားလည်းနဲတယ်ထင်ပါတယ်မိုက်ကားတွေဝယ်ဖို့နောက်ထပ်ပြီးတော့ဖြည့်တင်းဖို့ဘတ်ဂျက်တွေပါတယ်တင်ပြရမှာပေါ့အဲ့ဒါလေးလာပြောတာ